သူမကတော့နာမည်ကြီးမော်တဲ့တယောက်ပါအမှတ်မထင်နေရန်ကြားမှာညက်သွားခဲ့ရကနေသူမရဲ့ဖန်တယောက်နဲ့ဆုံတွေ့ခဲ့ရပါတယ်သူမကတော့ဒီလူကိုတွေ့တော့ကဲတင်ရှင်လို့ထင်ခဲ့တာပါဒါပေမဲ့အဲ့ဒီဖန်စီမှာတော့သူမမမျှော်လင့်ထားတဲ့ထူးဆန်းတဲ့တောင်းဆိုချက်တွေရှိနေခဲ့ပါတယ်တကယ်တော့အားလုံးကဗီဒီယိုရိုက်ဖို့အတွက်ဖုန်းကိုနေရန်အပေါက်ထဲမှာထောင်ထားရင်းကဆက်ခဲ့တာပါဖုန်းကအောက်ကိုရှော့ကျသွားလို့အမြန်နှိုက်ယူရင်းသူမကိုယ်တိုင်နေရန်ကြားမှာညက်သွားခဲ့တာပဲဖြစ်ပါတယ်နေရံမှာညက်နေတာကိုတွေ့တော့အစကတော့အဲ့ဒီဖက်တီကကြောင်ကြည့်နေခဲ့တာပါဒါပေမဲ့သူရမ်းချစ်ရတဲ့အိုင်တော်ဖြစ်နေမှန်းသိသွားတဲ့အခါမှာတော့သူမရဲ့ဗီဒီယိုတွေကိုဘလောက်ကြိုက်ကြောင်းတွေတွတ်တွတ်ပြောပြီးရင်တွေခုန်နေခဲ့ပါတယ်ဒါပေမဲ့သူမကတော့အဲ့ဒါတွေကိုစိတ်မဝင်စားနိုင်ပဲအမြန်ကယ်ဖို့ပဲတောင်းဆိုနေတာပါအဲ့ဒီလူကသူမဖုန်းကိုကောက်ရခဲ့ပေမဲ့ပြန်မပေးပဲထူးဆန်းတဲ့အပေးအယူတစ်ခုလုပ်ခဲ့ပါတယ်သူမကကြောက်ကြောက်နဲ့ကပ်ပြမယ်လို့ကမ်းလှမ်းခဲ့ပေမဲ့သူကတော့စိတ်မဝင်စားပါဘူးမင်းနဲ့အတူတူနေခြင်းနဲ့မင်းကိုဘယ်သူနဲ့မှမမျှဝေချင်ဘူးဆိုတဲ့စကားနဲ့အတူသူမကိုနေရန်ကြားကနေစတင်ဆွဲထုတ်ပေးခဲ့ပါတယ်အကြာကြီးစူးစမ်းပြီးနောက်မှာတော့သူမနေရန်ကြားကနေလွတ်မြောက်ခဲ့ပါတယ်သူမကကျေးဇူးတင်စကားပြောဖို့ပြင်နေတော့မှပဲအဲ့ဒီဖန်ကတော့ဘာတစ်ခုမှမပြောဘဲကြောက်ခိုင်းထွက်ခွာသွားခဲ့ပါတော့တယ်